စီကိန်းပြိုင်ပွဲမှာဖိလစ်ပိုင်အသင်းနဲ့ရင်ဆိုင်ခဲ့ရတော့ကလည်းမြန်မာအသင်းအတွက်သွင်းကိုတကူအသင်းကိုပေးထားနိုင်တဲ့ကစားသမားဖြစ်ပါတယ်ဖိလစ်ပိုင်အသင်းမဲ့ရှိကိုကန်နေပေးထားတယ်အေးရတော့ကြားတယ်ခေါင်းတိုက်ရပြက်ဆက်ထွက်လာပြီကိုရင်စီရေတွေရအနေထားတစ်ခုကတော့ဖိလစ်ပိုင်အသင်းခြေပါကိုပြန်လဲရရှိသွားခဲ့ပြီဖြစ်ပါတယ်။အဲ့မှာတိုက်စစ်ကစားအားရောကြသွားခဲ့သလိုခန်းစပိုင်းကိုသာဒီကထားပြီးတော့ဖြစ်တင်းခဲ့ရတယ်ဖြစ်ပါတယ်။ဒီချိန်မှာဆိုလို့ရှိရင်လူမမျိုးမြတ်ကြီးရဲ့ဖန်ယူပုံကအနေငယ်မတည်တတ်မှုဖြစ်ခဲ့ရလည်းဖြစ်ပါတယ်။ဒါကြောင့်မလို့ဖိလစ်ပိုင်အသင်းရဲ့တိုက်စစ်မှာအသင်းရှိနေတဲ့မေလူဝစ်ကပဲထပ်မံပြီးတော့ပိတ်သိမ်းယူသွားခဲ့ရလည်းဖြစ်ပါတယ်။